ခုမလေးခုသွားနေတာမလေးရှားနာဒီချင်းဆွေ cave temple ပေါ့သူကအဲ့တောင်ကုန်းမှာအမြင့်ပေ4600ရှိတယ်မီတာ1400မြင့်တယ်အဲ့ဒီကို cable car နဲ့သွားမှာဖျားသွားဖို့မှာဒီဘက်ကခု cable car စီးနေပြီဒီဘက်ကမြင်နေရတော့ဒါ Genting Casino ပေါ့ဒါတောင်အမြင့်ပေါ်မှာဆောက်ထားတာဒီတိုက်ကြီးကအမြင့်ဒါအောက်ကိုပြန်မြင်နေရတာတေးသေးလေးတွေပဲဟိုမှာဒါအောက်မှာရှိတဲ့ဟာလေးတွေပေါ့နော်တောင်ကုန်းပေါ်ကနေကေဘကားပေါ်ကနေပြန်ကြည့်တာခုဖျားကလမ်းတော့မြင်နေရပြီဖျားအထက်6တက်ရှိတယ်မကူတာပါနော်နေတင်အရန်ကြတယ်မြို့တွေပေါ့နော်တောင်အမြင့်ဆိုတော့မြို့တွေကြတော့မှအောက်ကလမ်းလေးကိုပြင်းဦးလွင်လို့ပဲဒါလမ်းလေးကခွေပတ်ပြီးတော့မှတောင်တက်လာတယ်မြင်နေရတာဟိုမှာဒါတောင်တွေကိုမြင်နေရတယ်ဒီမှာကေဘကားကတော့တော်တော်စီးရတယ်ပေါ့နော်ဒီဒါတော့ကာစီနိုအထိသွားမယ်ဆိုရင်တော့ရှေ့ကမြင်တဲ့ဟာတွေဟိုတယ်ရှိတယ် Genting Resort Hotel ကာစီနိုကျွန်တော်တို့ကတော့ဖျားရင်သွားမှာပါရှုခင်းလေးတွေကတော့တော်တော်လှတယ်မြင်ကွင်းလေးရောနော်ဒီအားကေဘကားပေါ်ကနေပြီးတော့ရိုက်သွားတာဒီဖျားရှိသွားတာခုဖျားရှိဒါလမ်းမြင်နေရတယ်ဒါစုံကိုခုံပေါ့နော်မြောင်မင်းဒါမြောင်မင်းဖျားပေါ့ဒါအနောက်ဘက်ကိုခီးသွားခြင်းဆိုတဲ့ဒီမာခီးတယ်ပေါ့တရုတ်မာခီးတယ်တန်ချွန်သူ့ရဲ့အထိမ်းအမှတ်ဒါမြန်မာမူဗီလည်းရှိဒါပါကျဲတယောက်တော့နာမည်မေ့နေပဲဒါစုံကိုခုံနဲ့3ယောက်ဒါမြင်နေရပြီချင်းရွှေဆိုတာတော့ဒီဖူးကျက်နာလေဒီမာယာနာဖုန်ကြီးပေါ့မာယာနာဖုန်ကြီးသူကမိုးလဲရွာအောင်လုံးနိုင်တယ်တော့တကိုးကြီးတယ်ပေါ့နော်အဲဒီတကိုးကြီးတဲ့ဘုံကြီးရဲ့အထိမ်းအမှတ်ဖြစ်တည်ဆောက်ထားတာဒါတော့တေမီမင်းကြီးရဲ့ဇတ်တော်ပေါ့နော်သူကတေမီမင်းကြီးကသူကဒီယထာနဲ့ကောင်းကင်ယထာပေါ့နော်ရိုးယထာတော့မဟုတ်ဒီလိုဆွဲယထာနဲ့ငရဲပြည်ဒါငရဲပြည်ကိုသွားတယ်ဒါငရဲပြည်ကိုအရင်ဖြတ်မှာပေါ့နော်ငရဲပြည်ကိုဖြတ်ပြီးမှဒါနတ်ပြည်နောက်ပြီးတော့ဒါဖျားပေါ့နော်ဒါတော့ငရဲပေါ့နော်တရုတ်ဒီကျမ်းဂန်ပေါ့နော်ဗုဒ္ဓဘာသာကျမ်းဂန်သူတင်ရွှင်တယ်ဝါတဲ့ကျမ်းဂန်နေတဲ့မှာဒါရေးသားထားတဲ့ငရဲပြည်အကြောင်းပေါ့နော်ဒါတရားစီရင်တဲ့ဒါငရဲသားတွေဒါငရဲမှာကြာနေတဲ့လူတွေပေါ့နော်တော့ငရဲကြီးရှစ်ထပ်ပေါ့နော်တော်တော်စုံလင်းလေးပြတာတွေ့ရတယ်အပြင်ဟောဒါလူတွေပေါ့နော်ပို့ပြီးတော့မကောင်းမှုတွေမလုံးနိုင်အောင်သူကဒါဒီခြာလေးပုံဖော်ထားတယ်ပေါ့နော်ဒါပေမဲ့ဒီအမြင်အားဖြင့်တော့ဒီငရဲဆိုတာတော့ဒီဘယ်လိုခေါ်မလဲလူတွေရဲ့သူတို့ရဲ့ရုပ်ရှိတဲ့ရုပ်ကလည်းအမတန်နူးညံ့သိမ်မွေ့တဲ့ရုပ်တွေဆိုတော့တကယ်သူတို့အပြစ်ဒဏ်ဆိုတာလည်းဒီလောကတဘာဝအရာပေါ့နော်သူကလည်းသူဖြစ်နေတဲ့ဟာပါဘယ်လိုမှတိဆောက်ထားတာတော့မဟုတ်ပါဘူးဒီခံစားရတယ်ဆိုတာလည်းသူတို့ရဲ့ရုပ်ဝိညာဉ်တွေကသိတယ်မသိဘူးเนาะပြန်ဖြစ်လိုက်အိမ်မက်အတိုင်းမဲ့ပေါ့နော်အိမ်မက်ထဲမှာတော့ trap ဖြစ်နေတာပေါ့ငရဲမှာဒါအဲ့တဘောပဲဒီကဒါမဲ့ခံစားရတယ်တို့ရဲ့နှိမ့်ဆက်ဟိုဖြစ်နေတဲ့အနေအထားပေါ့နော်ယုံထွက်လာယုတ်တရားတော့ကာမဇာယုတ်ဆိုတော့ကံယုတ်ပဲရှိတာပေါ့လူတွေလို့တော့ဘုရုဇာယုတ်တွေပါလေမရှိဘူးအဲ့ဒီဟာတွေကတော့တို့အစင်းစင်းပေါ့နော်ဒါကျမ်းဂန်အတိုင်းတော်တော်လေးကိုအမျိုးစိတ်ဒါတို့ပြသတာဒါတွေလူတွေမှာမကောင်းမှုတွေလုပ်ခဲ့ဒီလိုနေရာမျိုးတွေရှိနေဆိုတာငရဲပြည်မှာမဟုတ်ပါဘူးလူပြည်ထဲမှာလည်းမကောင်းမှုလုပ်နေလူစင်စစ်ဒါလူပြည်မှာရှိနေနေပဲလေဒုက္ခတွေဒါကာယောဂါတွေနှိမ့်ဆက်တာတွေဒါတွေမျိုးစုံကြုံရမှာပါเนาะအဲ့တော့ဒါကောင်းမှုကုသိုလ်လေးတွေဒီနေ့ကိုတစ်ခုเนาะကောင်းမှုကုသိုလ်လေးလုပ်ဖို့ကောင်းတဲ့စိတ်ထားလေးလုပ်ဖို့အရေးကြီးပါတယ်ဒီနားမှာတော့ချီကုန်းလည်းတွေ့တယ်သိတော့နားမလဲပေါ့တို့ကြရဲ့ဇလန်တိုင်းတော့ရှိမှာပါဒါပေါင်းချိန်လို့သဘောမျိုးပေါ့တရားသူကြီးဒါ
ငရဲမင်းပေါ့နော်ငရဲမင်းကတရားစစ်ဒီငရဲမှာဖြစ်နေတဲ့ဟာတွေတော်တော်လေးသူတို့ကြံကအသေးစိတ်တွေပေါ့နော်ရေးလဲထားတယ်ပေါ့နော်ချိန်ရမယ်ဆိုတော့ဖတ်ကြည့်လို့ရတယ်တခုချင်းစီမှာသူတို့အတိအကျဇာလန်တွေဒါဟောငရဲသားတွေရှိပါတယ်ဖះကြီးကိုလမ်းမြင်နေရပြီလားတော့ကြီးတယ်ပေါ့နော်ထိုင်တော်မူဖះကြီးတော်မောအနေနဲ့ဒါဒီဖះเจ้าရဲ့ area ကတော့24 acre ရှိတယ်ဒီကျောင်းကြီးကိုဒီဂျန်တင် resort ဆောက်တယ်ပေါ့နော်တန်3 lane ဆိုဒီဖူးကျန်နာလာတဲ့တရုတ်မလေးရှားမှာနေတဲ့တရုတ်ပေါ့နော်သူကဒါဒီဆောက်ထားတာဒီဂျန်တင်ပြီးတော့ဒီဖျားကိုဖွင့်တာဒီ94ခုနှစ်ပေါ့1994ခုနှစ်မှာဖွင့်နေခဲ့တယ်ဓမ္မစကြာပို့တာဒီတရုတ်ပြည်ရဲ့ဒီဖူးကျမ်းမှာရှိတဲ့ဆရာတော်ကြီးချင်းဆွေသူရဲ့ထိန်းမှာပေါ့နော်ထိန်းမှာလည်းသူဆောက်ထားတာတေချာလေးကိုဗုဒ္ဓဘာသာတွေအနေနဲ့ဒီလိုတောင်မြင့်ပေါ်မှာဒီလိုအကျယ်ပြန့်ဒီလိုမျိုးမာယာနာဆိုပေမဲ့လည်းဗုဒ္ဓဘာသာပေါ့နော်ဗုဒ္ဓဘာသာဆောက်ထားရဆိုတော့ဒါဘုံမြော်လို့ဒီမှာအနိကတော်တော်လေးကိုမြင်နေဘုရားကြီးပေါ့နော်ဘုရားရှေ့မှာပေါ့နော်ဒီရောကောင်းတာတော်တော်လေးချိုးစစ်ကြပြန်ဆင်းနေပြီဆိုတော့ကေဘယ်ကားပေါ်ကဒါဖျားကြီးကိုလှမ်းမြင်နေရတယ်။အိုးမှာကိုတဖျားကြီးတော်တော်လေးကြီးညိုဖို့ကောင်းပါတယ်ဒီဖျားကြီး။ရှိပေးတဲ့အတွက်ကျေးဇူးပါအားလုံးကျေးဇူးတင်ပါတယ်